ဒီနေ့မှာတော့လောကကြီးမှာလူသားတိုင်းမဖြစ်မနေကြုံတွေ့ရတဲ့အရာတစ်ခုပါတော့ထေရတူတရားခွေခွာတော်တဲ့ချိန်ကြီးဖြစ်ပါတယ်မို့နော်ကိုယ့်ရဲ့နဘေးမှာရှိတဲ့လူတွေဆွေမျိုးတွေအတီးကြီးအများကြီးဒီလောကကြီးကနေထွက်ခွာတော့ကြပြီထားလေထွက်ခွာတော့တဲ့ချိန်မှာကိုယ်တော့ခံစားရတယ်နလာတတိတရားတွေဖြစ်ကြတယ်မျိုးစိတ်ခံစားကြတာပေါ့နော်ဒါတော့တော်ရရဝိပါဒရဲ့နောက်မှာဒီဆုံးချင်းဆိုတာတော့တကားလေပါပိတာဖြစ်နေတာပေါ့နော်အဒါလီဦးမအခုခေတ်အနေနဲ့အထူးဆန်နေမနေဘူးတာတွေမကြဘူးတာတွေဂုံတော့ကြုံတွေ့ရတယ်ဒီဗီဒီယိုလေးကတော့လုံခဲ့တဲ့လေးနဲ့တည်းအနေပြီးတော့ရှိုက်ထားတဲ့ဗီဒီယိုလေးတစ်ခုလေးအနေပြီးတော့ထုံလုပ်ပြီးတော့ပြန်ပြီးတော့ကိုဟာဒီကြောင့်ရအောင် sharing လုပ်ခြင်းဖြစ်ပါတယ်နော်သူရတိဝါတဲ့ခါကြလို့ရှိရင်ဒီအရှူရီအမုံပြီးတင်ထူလိုက်တဲ့ခါကြလို့ရှိရင်အမုံနဲ့ကြံတဲ့မလားယူပြမုံအလားတူကိုရီးယားနိုင်ငံမှာဆိုရင်မတရားတွေထားကြတယ်ဒီယူပြမုံကိုပဲလေဆွဲတယ်ဟိုထဲပြီးဆွဲတယ်လောကထဲလက်စွထဲထဲပြီးဆွဲတယ်ပေါ့နော်အဲ့ဒီကနေတဆင့်ဖြစ်လာတဲ့အရာပါလဲဆိုဒီယူပြမုံနေကိုမှာပဲသူတို့ကနေပေါ့နော်အဲ့ဒီကနေနေတော့ယူပြီးတော့မှဒီရစနာတွေပြုတ်လို့တဲ့ခစ်ကိုရှောင်းရပေါ့နော်ဒါတွေကတော့ရှင်နဲ့အမေရိကန်တို့နောက်လူနိုင်ငံစီတနိုင်ငံတွေမှာရှိတယ်လုံနေတာပေါ့နော်ခုတည်းကမှာတော့တိတ်ခင်မစားဘူးဒါမဲ့အခုနောက်ပိုင်းရန်လို့လာတယ်ပေါ့အဲ့အယူပြမုံနဲ့လုပ်တဲ့ဟာလေးတွေကဟောင်ကောင်မှာဆိုလို့ရှိရင်တော့ရှင်နဲ့ပေါ့နော်နေရာလက်ချက်တဲ့နောက်တော့ရရနာကြိုက်တယ်ပေါ့နော်ကြိုက်တော့လူမျိုးယူလာမုတ်ကိုမှဒီလိုမျိုးရတနာတွေလုပ်ပြီးတော့ကိုယ့်ရဲ့ချစ်တူလေးမိပါတယ်ဒီပီတာတို့ရဲ့ယူပြမုံတွေမှာရတနာလေးတွေလုပ်ပြီးတော့ကိုဝါမတရားနေနဲ့နာမထားကြတယ်ပေါ့နော်အဓိကပြရတော့ဒီလူကြောက်စိန်ရောင်အဖြူရောင်စိန်ရောင်လူမျိုးတွေထွက်တယ်ပေါ့နော်ဒီလူမျိုးညူရောင်နေရကြတော့တချို့ကကြတော့သူတို့မိပါတယ်ကင်ဆာဖြစ်ပြီးရဲပင်မပြီးတော့မှဆုံးသွားတာပေါ့နော်အဲ့ချိန်မှာသူတို့ဝစီရထွက်တဲ့ဟာကြတော့လူကြီးမနေဘူးလာမနေဘူးပေါ့ရှာမှာညင်နေပါပေါ့နော်ဒါတွေကလည်းဟိုဆွဲလန်းထားလို့မရဘူးလေလူသားတိုင်းမှာဒါဘလူးကြုံပြရမယ်ဆိုတာမသိဘူးပေါ့နော်အလူမျိုးတွေထားတယ်ပေါ့အဲ့ဒါကိုအခုဒါလေးဗီဒီယိုလေးတပူရိုက်ချင်တာနဲ့ထပ်ပြီးတော့ရိုက်လိုက်တာပေါ့လေအဲ့လိုက်တော့ဟိုသူနဲ့ချင်းနေရတော့ blue တင်တယ်ကိုကကြတော့ဒါဘာသာတိုင်းယူစားတိုင်းမှာတခုမဟုတ်တခုတော့ကွယ်လွန်နေမှာပဲပေါ့နော်ကိုနေနဲ့ကတော့အလားမလူထားတဲ့ပြည်စမှုတူတူတွေလည်းလူလက်ခွင့်ပေးခြင်းနဲ့